မင်္ဂလာပါခင်ဗျာ TY Channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဆရာကြီးငွေဦးတောင်းရဲ့ဗုဒ္ဓစာပေကြီးအနာဂံမေတော်ကြီးဆိုတဲ့ရုပ်ပြကာတွန်းလေးကိုတင်ဆက်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးအားပေးကြပါဦးနော်မစ္စည်းမနိုင်ငံသည်တောတောင်တို့ထူတဲ့များပြားသည်မှမှန်ပါ၏တို့ရရင်ရတေယဟန်တို့အဖို့စိတ်ငြိမ်ရိပ်သာအဖြစ်အမိတဟဲပြုကတရားအထုတ်ရန်တင့်လျော်သောတောတောင်တို့သည်ကတနေ့တခြားရှားပါလာခဲ့တယ်ကျေးလက်တော်ရွာတို့ပေါ်များသည်လည်းမှန်ပါတယ်။ဒါပေမဲ့ရတေယဟန်တို့အမိတဟဲပြုတ်နိုင်တဲ့ဒေသဟူ၍ကတနေ့တခြားရှားပါလို့လာခဲ့တယ်။မစ္စည်းမနိုင်ငံသည်ဗုဒ္ဓဘာသာပေါ်မလာမီခင်ကပင်ရတေယဟန်ပြု၍တောထွက်တရားရှာကြသောအလေးအထုံထွန်းထားခဲ့တဲ့နိုင်ငံတစ်ခုဖြစ်တယ်။ရတေယဟန်တို့ဟာတောတောင်စိတ်ငြိမ်ဒေသတို့သာအဓိကချင်းကပ်ပြီးအစာအာဟာရအတွက်မှလည်းပေးလူမိဒိုင်ကာမတို့ကိုသာအမိတဟဲပြုတ်ကြရတယ်။တို့ရရင်ဗုဒ္ဓသာသနာတော်ပေါ်ပေါက်ပြန့်နှံ့လာတဲ့ယခုချိန်တွင်မူကားမြစ္စည်းမမြောက်ပိုင်းတစ်ခွင်မှာသင်္ကန်းတော်ရောင်ဝါတို့ဖြင့်ဖုံးလွှမ်းလူမတက်ဝင်ရှိခဲ့လေရာကျောင်းသင်္ကန်းစွန်စီတီဟူသောအခြေခံလိုအပ်ချက်များမှာတနေ့တခြားရှားပါးခက်ခဲလာခဲ့ခြင်းဖြစ်ခဲ့ကြတယ်။ဇန်တမာဘက်အရှင်မဟုတ်ပုထုဇဉ်ယဟန်တို့အတွက်တောတောင်စိတ်ငြိမ်ရာအရက်ဆိုတိုင်းလဲသတင်းသုံးရန်မသိလျော်သေးပေစိတ်ငြိမ်ရာအရက်လည်းဖြစ်၍စွန့်ကွန်းအတွက်လက်လန်းမီရာအရက်ဖြစ်ရန်လိုသေးတယ်။ဖြောင့်အေးစွာတရားအထုတ်နိုင်ရေးအတွက်တောကြောင်ကလေးကအစရေမိုးစသည့်အစဉ်ပြေဖို့ကလည်းလိုပြန်သေးတယ်။ရှင်မဟာကတ္တပကြီးတို့လိုအရှင်ရေဝရတို့လိုအယိုးကြည်ကြည်အရေခမ်းခမ်းတုံးတိုက်ကြားကြိုက်အသက်နဲ့ခန္ဓာတစ်ခုတည်းကိုသာဥတီးပြီးခက်ခဲကြမ်းတမ်းပြီးနေနိုင်စွမ်းကြလင်တော့ကိစ္စမရှိဘူး။သို့တော့ဒီလိုရဟန်းမျိုးကလည်းအထောင်အသောင်းမှတပားတလေမြတာရှိသည်မဟုတ်လော။ယခုနှစ်ဝါဆိုတော်ဦး၌တစုတဝေးတဲ့ယဟန်ပြုလာကြသောအရှင်တိတ်တအမှုပြုသည့်ယဟန်တော်၆ကျိတ်သည်တရားအလုပ်ကိုကြကုတ်ကြကဲထုတ်နိုင်ရန်အတွက်မြည်သည့်တောရွာဒေသမြည်သည့်တောတောင်ကိုအမိပြုကြရပါမည်နည်းဟုပြဿနာတရက်ဖြစ်ပေါ်နေခဲ့တယ်။တပည့်တော်တို့အနေနဲ့ဒီတာဝိထိမြို့မှာပဲဝိတာခအနာတပိန်တထေးဆတဲ့တာဝိထိသားတို့ရဲ့စေတနာရိပ်ကိုခိုလုံးပြီးကာမတကာတောက်တကာနဲ့ပေါ့တန်တန်နေသွားဖို့တော့မသင့်လျော်ပါဘူးဗျာမှန်ပါတယ်တပည့်တော်တို့မှလည်းမြို့ကြီးပြကြီးမှမနေလိုကြပါဘူးတို့ပေမဲ့တပည့်တော်အားလုံးသိရှိဘူးသားသမျှတောတောင်ဒေသကြေးရွာများကိုစဉ်းစားလိုက်တဲ့အခါမှာလဲသူ့နေရာနဲ့သူတော့ယဟန်တော်များရှိနေပြီးသားဖြစ်နေတယ်မဟုတ်လားကဲပါလေတပည့်တော်တို့လိုသက်စွန်ကြိုးပမ်းအားထုတ်ဖို့ဒိဋ္ဌံထားကြသူတွေအတွက်တော့နေရာအတွက်ကပြဿနာမရှိကောင်းပါဘူးဖျားရှင်ရဲ့သာသနာတော်မှာတပည့်တော်တို့အတွက်တင့်လျော်တဲ့နေရာတစ်ခုတော့ဧကန်ရှိရမှာပေါ့မရှိသေးတဲ့နေရာကိုရှာဖွေဖို့ရာတပည့်တော်တို့အားလုံးရဲ့တာဝန်ပဲတို့နှစ်ပင်အရှင်တိတ်သားနှင့်ယဟန်စုတို့သည်မရေမရာမျောလင်းချက်ဖြစ်ပင်တာဝိထိဤမြောက်ပိုင်းတောထောင်ထူထက်ရွာဘက်သို့တတော်ဝင်တရွာထက်နှင့်စွန်စားထွက်ခွာလာကြတယ်အရှင်တိတ်သားတို့သည်မိမိတို့ယဟန်အုပ်စုများပြားသောကြောင့်နနက်ပိုင်းဆွမ်းခံချိန်များ၌တနေရာတရက်ကွက်တွင်ပင်တစုတဝေးတည်းမနေပဲနေရာတစ်ခုတွင်အချင်းချက်ပြုကကိုနီးကိုကံဖြင့်ဆွမ်းရှာကြရတယ်ပြည့်စုံသည်လည်းရှိ၏မပြည့်စုံသည်လည်းရှိ၏ဝေငှစားကြရသည်လည်းရှိပြန်၏ရင်းတို့တတော်ဝင်တရောင်တက်ဆွမ်းခံလှဲ့လဲရင်းဖြစ်ပင်အားလုံးအတွက်ပုံမှန်နေသားတကြသတင်းသုံးနိုင်မိနေရာကိုလည်းရှာကြပြန်တယ်တို့နဲ့ဝါဆိုရက်ကလည်းနီးကပ်လာခဲ့ပြီဝါဆိုရက်ရောက်မှတင့်လျော်သောနေရာမတွေ့ရသေးလျင်ရတတ်သမျှနေရာတွင်ပင်ဖြစ်သလိုသတင်းသုံးဝါကက်ကြရပေတော့မည်ဤချိန်တွင်ပင်အရှင်တိတ်တတို့ယဟန်တစုနှင့်ဘဝရေဆက်နီးသောမာတိကမေတော်ကြီးကိုတွေ့ကြရခြင်းဖြစ်လေ၏တာဝိထိတောင်ကြီးမှမာတိကရွာသည်မြို့တော်နှင့်အလံဝေးတော်လဲစီပင်သောရွာကြီးဖြစ်လေတယ်မာတိကဟုအမည်ရှိသူကကြီးမှုအုပ်ချုပ်၍မာတိကရွာဟုခေါ်လေမာတိက၏မိခင်ကြီးကိုအကြီးအကဲ၏မိခင်ဖြစ်၍မေတော်ကြီးဟုပင်ခေါ်ကြလေတယ်မာတိကရွာသို့ရောက်၍ထိုနေရာနေပင်အချင်းချက်ပြုကကိုစီခွဲ၍စွန့်ခံထွက်ကြအံ့ဆဲအရှင်တိတ်သားတို့ကိုမေတော်ကြီးတွေ့သွားတယ်။အိုးရဟန်းတော်တွေအများကြီးပါလား။တွေ့သည်နှင့်တပြိုင်နက်မေတော်ကြီးသည်နှစ်ပေါင်းများစွာကွဲကွာနေသောသားများကိုပြန်လည်တွေ့လိုက်ရတဲ့ကဲ့သို့ရှင်လန်းတက်ကြသောအမူအရာဖြင့်ဝင်ရောက်ရှိခိုးတယ်။ငါသားများစွန့်ခံကြမယ်ထင်ပါရဲ့။မှန်ပါတယ်မေတော်တိုင်ကမကြီး။ငါသားတို့ဘယ်နှပါးရှိပါသလဲ။အပါး60ပါ။60လုံးကိုတပည့်တော်မှဆုံးကပ်ပါမယ်အိမ်တို့ကြွတော်မူကြပါအရှင်ဖေဟာတို့ယဟန်တော်များကသဘောတူဝန်ခံသည့်သဘောစိတ်နေကြတယ်ဟဲ့ရွှေမီတို့ခင်လေးတို့အိမ်ကိုမြန်ပြန်ပြီးငါသားအပါး60အတွက်အမြန်ဆုံးဆုံးဟင်းလျာများချက်ပြုတ်ကြစမ်းနေရာထိုင်ခင်းတွေကိုလည်းမုံမုံမြက်မြက်စီစဉ်ထားကြကွယ်မ
မေတော်ကြီးသည်နောက်ပါအချမ်းရန်အချို့ဟာအိမ်တို့အမြန်ဆေလွတ်လိုက်တယ်သို့နှင့်အရှင်ဒိတ်သားတို့သည်လည်းမေတော်ကြီးနှင့်အတူအလာဘာတလာဘာပြောဆိုကြပြီးငါသားတို့ကဘယ်ကလာလို့ဘယ်ကိုကြွကြမှာတော့ခင်းထားအပ်သောနေရာတွင်ပင်ထိုင်၍ဆွန့်ချက်သည်ကိုစောင့်ရင်းမေတော်ကြီးနှင့်အလာဘာတလာဘာပြောဆိုကြတယ်လာတာကတော့ဇေတဝန်ကျောင်းတော်ဖျားရှင်ထံတော်မှလာခဲ့ကြပါတယ်ဘယ်ကိုကြွရမယ်လို့တော့ရည်မှန်းချက်အတိအကျမရှိသေးပါတရားအားထုတ်ရန်အတွက်တင့်လျော်ရာနေရာကိုရှာနေကြသေးပါမေတော်ကြီးအရှင်ဒိတ်သား၏စကားဆုံးသည်နှင့်မေတော်ကြီးသည်ဝမ်းမြောက်ကြည်နူးစွာဖြင့်နှစ်ဖူးထက်တွင်ဥတင်လိုက်ပြီးအစဉ်သင့်လိုက်ပါပြီငါသားယဟန်တို့တပည့်တော်ဟာဖျားရှင်ရဲ့သမီးတစ်ယောက်ပါယရနာသုံးပါးစီကဲရင်ဥပုသ်သတင်းဆောင်သုံးရန်အတွက်ယဟန်တော်တစ်ပါးကိုမပြတ်လိုကျွေးကိုးကွယ်ဖို့ရည်မှန်းထားတာကြပါပြီတပည့်တော်ကလည်းအသက်ကြီးပြီမို့ဖျားရှင်သတင်း300တာဝိထီကိုလည်းမရောက်နိုင်တပည့်တော်တို့ရက်ကဝေးခေါင်လွန်လာတာကြောင့်ယဟန်တော်များကိုလည်းအရောက်ပေါက်နေပါတပည့်နဲ့ယနေ့တိုင်အစင်မပြေဖြစ်နေရပါတယ်ဖေ။ယခုငါသားယဟန်တို့ရောက်လာကြလို့အင်မတန်ဝမ်းမြောက်ရပါတယ်။ငါသားများအားတောင်ကြီးတောအုပ်တနေရာမှာကြောင်းများဆောက်လုပ်၍လှူဒန်းပါမယ်။စွန်းကိုတော့တပည့်တော်ရဲ့အသက်ကိုငဲ့ညာတဲ့အနေနဲ့ငါသားများကိုနေ့စဉ်ဖူးတွေးပြီးဥပုသ်သတင်းဆောင်နိုင်ရန်ဒီအိမ်ကိုပဲကြွရောက်ဖုံးပေးတော်မူကြပါဖေ။ဝမ်းမြောက်ဖွယ်လူဖြစ်ပါတယ်မေတော်ကြီးတို့ပင်မဲ့အပား60လုံးကိုအနည်းဆုံးဝါရင်း3လပတ်လုံးမေတော်ကြီးတာဝန်ယူဖို့ရာခက်ခဲလိမ့်မယ်ထင်ပါတယ်ကိစ္စမရှိပါတပည့်တော်စဉ်းစားပြီးမှလျှောက်ထားခြင်းမှာငါသားတို့ချမ်းမြေ့စွာသတင်းသုံးရင်းတရားအားထုတ်နိုင်မှုသာလိုရင်းဖြစ်ပါတယ်ယခုအချိန်မှာဝါဆိုရက်လည်းအလွန်နီးကပ်နေပါပြီတခြားနေရာမှာငါသားတို့အတွက်ဒီထက်အခက်အခဲဖြစ်ရဖို့သာရှိပါတယ်ဒါကြောင့်တပည့်တော်ရဲ့ကြောင်းများမှာပဲသတင်းသုံးတော်မူကြပါဗျာတာတုတာတုတာတုမေတော်ကြီးယဟန်အားလုံး၏မေတော်ကြီးအရွယ်လည်းဖြစ်သည်မေတော်ကြီးအားလည်းတွေ့လင်တွေ့ခြင်းမိခင်ပမာမေတ္တာရှေးရှုမိကြသည်ချွေရန်တို့ကလည်းမေတော်ကြီးဟုခေါ်သည်လို့ကြားရသည်ထိုအကြောင်းတို့ကြောင့်အရှင်ဒိတ်သားတို့ကလည်းအလိုက်သင့်မင်းမေတော်ကြီးဟုခေါ်ကြသည်ဘုရားရှင်ကလည်းဒိုင်ကာမများနှင့်မလွဲတာမရှောင်သာတွေ့ဆုံဆက်ဆံရလျင်မိခင်အရွယ်ကိုမိခင်နှမအရွယ်ကိုနှမပြောဆိုဆက်ဆံရမည်ဟုပြောဆိုမိန်ကြားဆုံးမထားသည်မဟုတ်ပါလောမေတော်ကြီးသည်ရွာသားများကိုခေါ်ယူကာတောင်ကြီးတောအုပ်တနေရာတွင်နေရာရွေးချယ်ပြီးအလင်းအမြန်စီစဉ်တော့သည်တစ်ပင်ကြီးများအောက်ကြောက်ကပူနဘေးစားသည့်နေရာမျိုးစုံတွင်တင့်လျော်သလိုကြောင်းကလေးများဆောက်လုပ်လှူဒန်းနေကျောင်းများအားလုံး၏အလဲမြေကျကျနေရာတွင်မူတော့ယဟန်တော်အားလုံးသတင်းသုံးနားနေနိုင်လောက်သောတရားမှန်တဲ့သပွဲဇရဲကြကျဲကိုဆောက်လုပ်လှူဒန်းနေအကြောင်းရှိလျင်အသုံးပြုနိုင်ရန်တင်အောင်မောင်းတစ်လုံးကိုလည်းထွင်းထုဆင်ရင်ပေးပြန်တယ်တပားလျင်တကြောင်ကြစီဖြင့်တရားအထုတ်သတင်းသုံးရန်တင့်လျော်သောအကြောင်းကလေးများသည်နေချင်းညချင်းဆိုသလိုပင်အစီအီနှင့်နှလုံးမွေးလျော်ရာဓမ္မရိပ်သာကြီးဖြစ်လာရတော့သည်တို့နှင့်မာတိကရွာကြီးသည်ရခင်ကလည်းတဘာဝလျောက်တာယာစီပင်လျက်ရှိခဲ့ရမှတရာထက်တန်လာသောမေတော်ကြီး၏ကျေးဇူးကြောင့်ကျောင်းကံဖျားတန်ဃာတော်များနှင့်ပို၍ပင်စီစီကားကားဖြစ်လာလေတော့သည်ဇေတဝန်ကျောင်းတော်ဘုရားရှင်ရှိတော်မူရာအရက်သို့ရည်မှန်းလျက်ဘုရားရှိခိုးကြသည်ပရိဘာဝနာရွတ်ဖတ်တဲ့ဆယ်ကြသည်မေတ္တာတရားပို့တာပွားများကြသည်အမြအတန်းဝေကြသည်ဤကျောင်းတွင်ဝါရင်း3လပဲလုံးသတင်းသုံးဝါကပ်ပါမည်ဟုပရိညင်ပြုကြသည်ဝါဆိုလားပြေကျော်တရက်နေညင်ဤထင်ထင်သာသောလာရောင်အောင်၌ယဟန်တော်တို့သည်တရားမန်းတဲ့တွင်ယတနာ3ပါးသို့ဥညွတ်သောစိတ်ဖြင့်ငြိမ်ဝှက်လျက်ရှိကြ၏ဝါကပ်ပြီးစအချိန်တွင်ခေါင်းဆောင်ယဟန်တော်အရှင်ဒိတ်သားကအပေါင်းပါယဟန်တော်များအားဩဝါဒစကားမိန့်ကြတယ်အရှင်ဘုရားတို့တပည့်တော်တို့မှာဘုရားရှင်ရဲ့အရှိန်ရောသာသနာတော်ရဲ့ထီးရိပ်မေတော်ကြီးရဲ့စေတနာတို့ကြောင့်နေရေးစားရေးပါမတောင့်မတမကြောင်မကြရှိကြရပြီမေတော်ကြီးရဲ့ကျေးဇူးကကြီးမားလာပါပြီတဲ့မေတော်ကြီးရဲ့ကျေးဇူးကိုပြန်ဆက်ဖို့ကတော့တပည့်တော်တို့ဟာတရားအလုပ်ကိုချက်ကုတ်ချက်ကဲအားထုတ်ကြဖို့ပဲတပည့်တော်တို့ဟာဘုရားရှင်ထံတော်ကတရားကိုစီတောင်းလာခဲ့ကြတယ်တာဝိထီကထွက်ခွာလာပြီးတဲ့နောက်စွန်ကွန်မပြေဆုံးမှုနေရာထိုင်ခင်းအခြေမကျမှုကြောင့်နေရေးစားရေးပါဒီနေ့အထိတရားအလုပ်ကိုဟုတ်တိပတ်တိမလုပ်နိုင်သေးဘူးအခုတော့တရားအလုပ်ကိုဟုတ်တိပတ်တိလုပ်ဖို့အချိန်ရောက်ပြီတရားအားထုတ်ရမှာတပည့်တော်မြင်တဲ့အခက်အခဲတစ်ခုကိုတပည့်တော်တို့ဟာစိတ်ငြိမ်ရာတောရိပ်ယူခို့ဖို့ထွက်လာခဲ့ကြပေမဲ့လူများစုဖြစ်နေတယ်လူများစုရဲ့အပြစ်ဟာလက်ကောက်နှစ်ခုရှိလျင်တချွင်ချွင်လှုပ်ခတ်အတန်မြည်တတ်သလိုစကားပြောလို့နာလိုကြခြင်းပဲတကယ်မလိုအပ်ဘဲနဲ့အပြင်းတရားနှိပ်စက်မှုကြောင့်စကားပြောတရားစကားနာတာဟာတရားအထုတ်မှုအလုပ်ရဲ့ချို့ယွင်းချက်ကြီးတစ်ခုပဲ
ဒါကြောင့်သူတော်ကောင်းများဟာအဖို့မပါဧကစာရီတောမီကျင့်သုံးနေကြခြင်းဖြစ်လေတယ်။ယောဂီဟာစကားပြောကျင်လာပြီဆိုရင်သူတော်ကောင်းလို့ဖြစ်တဲ့ဓမ္မတဝနာဓမ္မဒေသနာတရားနာတရားဟောအလုပ်ဆိုပြီးကိုယ့်ဟာကိုယ်စင်ကြေဝင်တာတတ်တယ်။စကားပြောခြင်းဆိုတဲ့လူသားမန်တို့အလုပ်ဟာတရားဟောခြင်းဆိုတဲ့သူတော်ကောင်းအလုပ်ရောင်ဆောင်ပြီးမိမိကိုယ်ကိုလှည့်စားတတ်လာတယ်။အဲ့ဒီလိုလူမသိဘူးဆိုပြီးမဟုတ်တာကိုအဟုတ်လို့ယူတဲ့လှည့်စားမှုမျိုးဟာလူမသိပေမဲ့ရိုးသားရမယ်ဆိုတဲ့တရားသမားတို့ရဲ့အခြေခံအင်္ဂါရက်နဲ့မညီဘူး။အခြေခံထိမ့်သိမ့်မှုကိုမှမဆောင်ထိန်နိုင်ရင်တရားထူးမရနိုင်ဘူး။ကဲဒီနေ့တော့အားလုံးအတွက်အရေးကြီးတဲ့ကိစ္စနှစ်ရပ်ကိုသာတပည့်တော်ပြောကြားလိုပါတယ်။ပထမအချက်ကတပည့်တော်တို့ဟာဒီနေ့ဒီချိန်ကစပြီးမေတော်ကြီးရဲ့အိမ်ကိုစွန့်စားသွားကြဖို့နက်နက်ပိုင်းစုဝေးချိန်နဲ့အခုလိုညဦးပိုင်းဖျားရှိခိုးချိန်မှတပါတရားကိုသာဇွဲနှပဲနဲ့အားထုတ်ပြီးစကားမပြောကြစတဲ့နေရာထဲမှာနှစ်ယောက်အတူမနေကြစတဲ့ဒုတိယအချက်ကတော့မေတော်ကြီးဟာစေတနာထက်သန်လို့ပစ္စည်းလေးပါးတာဝန်ယူထားပေမဲ့ဝိတာကအနာတပိန်တို့လိုတထေးကြီးမဟုတ်ဘူးဒါကြောင့်မို့နေ့စဉ်လှူဒန်းတဲ့စွန်ကွန်ဟာခေါင်းမခြင်းလဲခေါင်းမလိမ့်မယ်ပေါ်များခြင်းလဲပေါ်များလိမ့်မယ်ခေါင်းမသည်ဖြစ်စေပေါ်များသည်ဖြစ်စေမေတော်ကြီးကိုမပြောဆိုကြစတဲ့ကဲဒီချိန်ကစပြီးမမေ့မလျော့မပေါ်မဆတတိနဲ့တရားအားထုတ်ကြပါစို့တာဓုတာဓုတာဓုပါဗျာယဟန်တန်ကအားလုံးကပင်သဘောတူပြီးအနုဘောဒနာပြုလိုက်ကြလေတယ်တန်ခါပါ60ကိုနေ့စဉ်စွန့်ကြွရသည့်အလုံးမှာစေတနာမိမြပင်ရှိတော်လဲလွယ်လာသည်တော့မဟုတ်တော်ရွာဇနပုတ်ဖြစ်၍လဲနေ့စဉ်ဟင်းကြွေးပစ္စည်းကောင်းအမှန်ရရှိဖို့ကခက်ခဲရှိလေတယ်ထို့ကြောင့်စီဦးထောဘက်ဟင်းကောင်းကောင်းဟင်းမုံမုံအလဲ့မှာရံပန်ရံကသာဖြစ်၍ပဲတလဲဟင်းဒီဟင်းရွက်တလဲသာမကြခဏဖြစ်လေတော့တယ်ဒီကနေ့တော့ကစုံရွက်ကျဟင်းကားနဲ့ပဲနီလေးပါဖေဟာယနေ့ညသည်ဝါဆိုလာပြီးညကဲ့သို့ပင်လာမင်းထိန်ထိန်သားလေးရှိသောဝါကောင်လာပြီးညဖြစ်လေတယ်။အော်စေတနာရှိပေမဲ့မပြည့်စုံမှုကြောင့်ငါသားများဆုံးကွန်းချို့တဲ့ရှာတယ်။ယနေ့ညမှာတော့ငါသားများကိုစတုမတူကတ်လှူရင်ကောင်းမယ်။ကျောင်းဆောက်ပြီးချိန်မှစား၍ကျောင်းသို့တစ်ခေါက်မှမရောက်ခဲ့လေသောမေတော်ကြီးသည်လာရောင်လင်းလင်းအောက်တွင်စတုမတူကတ်လှူရန်ကျောင်းသို့လာခဲ့လေတယ်။ကျောင်းတွင်ဇရက်သို့ရောက်သွားသောအခါတန်ငါတစ်ပါးတလေကိုမျှမတွေ့ရ။အလိုတကြောင်လုံးတိတ်ဆိတ်ငြိမ်သက်လို့တပားမှလည်းမတွေ့ပါလားငါသားများကျိန်းဆက်ကုန်ကြပြီလားဇရက်တွင်ကြံခဲ့သောကပ္ပိယလေးကမေတော်ကြီးအမေကိုဖြေကြတယ်ဒီအချိန်ဟာယဟန်တော်များကျိန်းဆက်တဲ့အချိန်မဟုတ်ပါဘူးမေတော်ကြီးအရှင်ဘုရားတို့ကျောင်းကိုစီမှာတရားအားထုတ်နေကြပါတယ်အော်ဒီအချိန်ဟာတရားအားထုတ်ရမယ့်အချိန်လားမိုးပဲချုပ်လာပြီဒီအချိန်မှာအနားယူဖို့ကောင်းတာပေါ့ကျွန်တော်သိရသလောက်တော့ယဟန်တော်များဟာနက်နက်ပိုင်းဆွန်းစားကြဖို့စုဝေးတဲ့အချိန်နဲ့ညဦးပိုင်းဖျားဝတ်တဲ့မေတ္တာပို့တဲ့အချိန်ကလွဲရင်အချိန်တိုင်းမှာတရားအားထုတ်နေကြပါတယ်သူတို့မှာအနားယူဖို့အချိန်ရှိပုံမရဘူးအော်ဟုတ်လားတာရုကွယ်တာရုဒီလိုဆိုရင်ငါသားတွေကိုစတုမတူဘလို့ကတ်ရပါဒါကတော့မေတော်ကြီးအလိုရှိတယ်ဆိုရင်ဟော်ရီဇရက်ပေါ်ကအုံမောင်းကို9ချက်တီးလိုက်ပါမေတော်ကြီးရဲ့သားတွေအားလုံးရောက်လာကြပါလိမ့်မယ်ဟဲ့တဲဟုတ်တဲ့အစီအစဉ်ပါလားငါသားတွေကိုစတုမတူကတ်လို့ယုံနေမဟုတ်ဘူးဖူးတွေ့ခြင်းနဲ့စိတ်လည်းအင်မတန်ပေါ်နေတယ်ဒီတော့ငါသားတွေကြွလာအောင်ခောက်ဆန်းမင်းတို့အုံမောင်းကိုကပ္ပိယလေးကအုံမောင်းကို9ချက်ဖေးမြင်းစွာခောက်လိုက်တယ်အုံမောင်းခောက်တန်4-5ချက်မြောက်အရောက်တွင်ဇရက်စီတို့တန်ဃာတစ်ပါးကြွလာသည်ကိုတွေ့ရတယ်ထို့နောက်တနေရာမှတစ်ပါးနောက်တနေရာမှတစ်ပါးနှစ်ပါးပြိုင်အတူကြွလာသည်ကိုမတွေ့ရဘဲတပားချင်းသာတကွဲတပြားစီကြွလာသည်ကိုတွေ့ရသောကြောင့်မေတော်ကြီးအံ့အားသင့်ရပြန်တယ်။ဖျားငါသားများဟာတစုံတစ်ခုသောအကြောင်းကြောင့်စိတ်ဝမ်းများကွဲနေကြရောသလား။ယဟန်တော်များသည်မိမိတို့၏ဂတိကိုယ်ထားသည့်အတိုင်းအကြောင်းကြီးတစ်ခုရှိမှသာအုံမောင်းခောက်လေဟု၍ကြွလာခြင်းဖြစ်လေတယ်။အကြောင်းတူရှိပါသလားမေတော်ကြီး။အထူးအကြောင်းတော့မရှိပါကွယ်။ငါသားများကိုစတုမတူကတ်လူခြင်းလို့လာခဲ့တာပါ။ယဟန်တော်များသည်မိမိတို့နေရာအသီးသီးတွင်ထိုင်ကြပြီးစတုမတူကက်လူရင်းမေတော်ကြီးကရှောက်ထား၏ငါသားများအိမ်ကိုစွန်းစားကြွလာတဲ့အခါမှာတညီတညွတ်ထဲကြွလာခြင်းကိုသာတွေ့ရပါတယ်ယခုတော့တပားစီတကွဲတပြားစီကြွလာခြင်းကိုသာတွေ့နေရပါတယ်ငါသားများစိတ်ဝမ်းများကွဲနေကြပြီလားမဟုတ်ပါမေတော်ကြီးစိတ်ဝမ်းကွဲစရာအကြောင်းမရှိပါဒါဆိုဘဲမဲ့ကြောင့်အတူတူမကြွကြသတော့စွန်းစားချိန်နဲ့ညာဦးပိုင်းဖျားဝတ်တဲ့ချိန်မှတပါတနေရာထဲမှာနှစ်ပါးတွဲ၍မသွားကြစတန်းတလန်းထဲမှာနှစ်ပါးတွဲ၍မသွားကြစတန်းစကားမပြောကြစတန်းလို့ဂတိကိုဝတ်ပြုထားကြလို့ဖြစ်ပါတယ်အတူနေပြီးစကားမပြောကြဘူးဂတိကိုဝတ်ဟာတပိတော်ဖို့မကြားစဘူးထူးဆန်းလာပါတယ်ဘလို့အကြောင်းကြောင့်မှလဲဖျား
တရားအထုတ်ရာမှာအနှောက်အယှက်မဖြစ်စေဖို့ရည်ရွယ်ပါတယ်ငါသားတို့တစ်နေ့လုံးတစ်ညလုံးပဲတရားအထုတ်နေကြပါသလားစွမ်းနိုင်သမျှတော့အထုတ်ကြရပါတယ်မေတော်ကြီးဘုရားရှင်၏သားတော်ယဟန်တို့မြည်သည်မိမိတို့အကျင့်ကိုလျှို့ဝှက်သိမ့်သေးရ၏တရားရှင်ကြီးအဖြစ်အာတုကတနံမိမိကိုမလွားတဲ့အောင်တတိပြုရတယ်တို့ဖြစ်၍မေတော်ကြီးမေးလျှောက်သည်ကိုတတ်နိုင်သမျှတိမ်းရှောင်၍ဖြေချခြင်းသာဖြစ်လေတယ်မေတော်ကြီးသည်ကသူသားများ၏ထက်သန်သောဝရိယကောင်းမွန်သောစီကံကိုသိရ၍ဓမ္မပီတိတွေဝေဝေပြပြတရားပွားလျက်ရှိပေ၏တာတို့ပါကွယ်တာတို့တို့နှင့်အခွင့်ကြုံကတွင်သူသိလိုသည့်ကိစ္စတစ်ခုကိုမေးလျှောက်မိတယ်ဒါနဲ့ငါသားများကျင့်သုံးတဲ့တရားတော်ကိုတပည့်တော်လည်းကျင့်လို့မဖြစ်နိုင်ဘူးလားဖះရှင်ရဲ့တရားတော်ဆိုဒီမှာမြည်သူကျင့်ရမည်ဟုတားဆီးမရှိပါသာသနာတော်ဆိုဒီမှာအမြဲဖွင့်ထားတဲ့တကားရှိပါတယ်ထိုအခါဘဟုတုတနေရှာသောမေတော်ကြီးသည်ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီးတို့ဖြစ်ရင်တပည့်တော်လည်းကျင့်သုံးလိုလာပါတယ်ငါသားများကျင့်သုံးနိုင်တဲ့တရားကိုဟောကြားပေးတော်မူပါဗျာကောင်းပါပြီဟောကြားပေးပါမယ်မလစ်တော်တတိနဲ့ထီထီမိမိနာယူပေတော့မေတော်ကြီးကောင်းဆောင်ယဟန်ဖြစ်သောအရှင်ဒိဋ္ဌသည်တစ္ဆာပင်စကတရားတော်ကိုပိုင်ပိုင်ခြားခြားဟောတော်မူလေတယ်အဋ္ဌိဣမတမံကာယေကေတာဝတ္တနာယူလျက်ရှိသောမေတော်ကြီးသည်အတန်ကြာမြမတုံမလုံးနှင့်တရားအဟုန်တွင်နစ်မြုပ်နေသည်ကိုတွေ့ရသည်တရားပေါက်ရောက်မှုဟူသည်မိမိတို့၏ပါရမီတက်ခံလျောက်နှစ်လရှည်ကြာကြကဲကြကုတ်အားထုတ်ရုပ်ယူရသည်လည်းရှိပြန်တယ်အရှင်အာနန္ဒာတို့ကဲ့သို့တနေ့တာမြအချိန်တိုနှင့်အားထုတ်ရရရှိသည်လည်းရှိပြန်၏တရားတစ်လုံးဂါရာတပုတ်များဖြင့်ကျွတ်တန်းဝင်ကြသူများလည်းရှိပြန်၏ဤပါရမီရှင်မေတော်ကြီးသည်ကရေနှင့်မတွေ့သေးသောကြာပန်းကဲ့သို့နှစ်ရှည်လာများတရားနှင့်ကင်းဝေးခဲ့ရတော့လဲယခုတစ္ဆပစ္စကကိုတရားတော်ကိုကြားနာလိုက်ရသောအခါသာသနာတော်တကားကြီးဟင်းလင်းပွင့်၍အနာဂံစခန်းသို့တထိုင်နှင့်တက်လန်းဆက်ရောက်သွားလေတော့တည်းအနာဂံမှတာမန်အနာဂံမဟုတ်သိစရာမြင်စရာရှိသည်များအစီတာအပိတ်ပင်မရှိအကုန်သည့်အကုန်မြင်သောတကောဘတ်ဆောင်ပြေအနာဂံမေတော်ကြီးဖြစ်လေ၏နှစ်သက်အပ်သောအဖို့တန်ပစ္စည်းတစ်ခုကိုရရှိသည့်အခါတစိမ့်စိမ့်တစ်ထက်ထက်သုံးသက်ကြည့်မှုလိုတဲ့ကဲ့သို့မေတော်ကြီးသည်လည်းမိမိလက်တလောရရှိရသောအနာဂံဗရမ ्या တရားယတနာကိုမိမိနေရာတွင်အထက်ထက်သုံးသက်မွေ့လျော်လိုသည်ထို့ကြောင့်ကျေးဇူးရှင်သားယဟန်များကိုအချင်းချင်းဥနှိမ်ချရှိခိုးပြီးနောက်အိမ်သို့တိတ်ဆိတ်စွာပြန်ခဲ့လေတယ်ဗတ်စုံပြည့်နာဂံပုဂ္ဂိုလ်ဟူသည်ကလောကီအပင်ကြီးတကိုးရှင်ပင်သည်မြင်လိုသမျှအရာမှန်သမျှအစီတားမရှိမြင်သည်ကြားလိုသောအတန်မှန်သမျှအပိတ်ပင်မရှိကြားတယ်လိုအပ်လျင်သူတစ်ပါး၏စိတ်အကြံကိုသိပြန်တယ်လိုအပ်သမျှကိုဖန်ဆင်းနိုင်တယ်ပတ်ဝန်းကျင်ဟူသမျှဟင်းလင်းပွင့်သည့်တတ္တဝါတူ၏အတိတ်ဘဝများကိုပင်အလိုရှိလျင်မြင်နိုင်ပေတယ်မေတော်ကြီးသည်ရရှိလာသောတရားကိုအချိန်ချင်းထက်ထက်သုံးသက်ကြည်နူးရင်းနှင့်မိမိ၏ကျေးဇူးရှင်သားယဟန်များတရားကျင့်သုံး၍အဘယ်စခန်းအဘယ်အဆင့်သို့ရောက်ရှိနေကြသနည်းဟုအဘယ်ညင်ဖြင့်စင်စင်သုံးသက်သိလိုက်မိတယ်။အော်ငါရဲ့သားယဟန်များဟာဂယုဏသက်เสียဖြစ်နေကြပါရောလား။သူတို့ခမငါရဲ့ချုပ်ရင်းချက်ကြောင့်တရားအနှောက်အယှက်ဖြစ်နေပါဘောလား။ဒီချုပ်ရင်းချက်ကိုငါကုပြုပြင်ပေးမှသာသူတို့တရားထုရပြီးကြွတန်းဝင်နိုင်ကြရှာတော့မယ်။လောကီလောကုနှစ်လီသောအကျိုးပြည့်စုံမှုအတွက်အကျဉ်သူတဦးဖို့ဥတုတပ္ပါယဟူသောယာတိဥတုမျှတညီညွတ်မှုပုဂ္ဂလတပ္ပါယဟူသောပတ်ဝန်းကျင်သတင်းသုံးပေါ်တို့နှင့်မျှတညီညွတ်မှုအာဝါဒတပ္ပါယဟူသောနေရာထိုင်ခင်းမျှတညီညွတ်မှုနှင့်ဘောဇနာတပ္ပါယဟူသောအစာအာဟာရမျှတညီညွတ်မှု၄မျိုးလိုအပ်ရာတွင်မိမိသားယဟန်တော်များမှာဘောဇနာတပ္ပါယအာဟာရမပြည့်စုံမှုကြောင့်တရားအထုတ်မှုတွင်နှောင့်နှေးလေးကန်နေရကြောင်းတွေ့ရပြန်တယ်ငါသားယဟန်များအားစွမ်းနိုင်သမျှငါရဲ့ပြုစုလုပ်ကြွေးမှုကိုနားလည်ပြီးချုပ်ရင်းချက်ကိုတီးခံကြရှာတယ်။အိမ်ကိုနေ့စဉ်ဆွန်စားကြွားတဲ့အခါမှာလဲကောင်းတယ်ဆိုးတယ်မပြောလေးတယ်ပို့တယ်မပြောပဲစက်ကတ်သမျှနဲ့သာရောင်ရဲကြရှာတယ်။ယနေ့မှစပြီးငါသားများရောင်ရဲတင်းတိမ်စေကြရမယ်။အရာရာပြည့်စုံစေကြရမယ်။အာဟာရကိုစွမ်းနိုင်သမျှကင်းပြည့်စေခြင်းသည်ကောင်းသောအမှုတည်းဟုသောဗြဟ္မဏတို့၏အယူမှားကိုလိုက်နာကဝမ်းရည်နှင့်ကြောထိသည့်တိုင်အောင်အာဟာရကိုချိုးချံ၍ခန္ဓာကိုယ်လဲပြိုသည့်အထိကျင့်သုံးခဲ့မိသောဘုရားရှင်သည်နောင်ခါတွင်အာဟာရကိုမျှတစေ၍ကျင့်သုံးသောအခါမှာဧကံစင်စစ်ဘုရားအဖြစ်သို့ရောက်တော်မူသည်မဟုတ်ပါလောမေတော်ကြီးသည်နောက်တနေ့မှစ၍တာယံအများဟာစွန်ကောင်းဟင်းမုံများကိုကိုယ်တိုင်ကြက်မှတ်ဆက်ကတ်တယ်အာဟာရအတွက်အဆဆရာလိုလေသေးမရှိအောင်ဂရုစိုက်တယ်
အာရပါရဖုံးပေးကြကွယ်သားတို့ရဲ့တရားအလုပ်အောင်မြင်ပြီးမြောက်ဖို့အာဟာရဆိုတာအင်မတန်လိုပါတယ်မေတော်ကြီးကယူဆိုင်သလားတာယန်တို့ဤတရားအလုပ်သည်လည်းတိတိတသားပြောင်းလဲတိုးတက်လာခဲ့တော့၏တည်င်းဝါလာမကုံမီမှာပင်ယဟန်တော်အားလုံးတို့သည်ယဟန်ကိစ္စပြီးငြိမ်၍ဗတ်စုံပြည့်ယဟန်နာများအဖြစ်သို့ရောက်ရှိသွားကြလေတော့တယ်ထိုအခါကြားမှာမေတော်ကြီး၏အာဟာရပြုစုလုပ်ကျွေးမှုအကြောင်းမှန်ကိုယဟန်နာကိုတော်မြတ်တို့ပြက်ပြက်ထင်ထင်သိမြင်လာကြကုန်တယ်မေတော်ကြီးဟာငါတို့အောက်တဆင့်နှိမ့်တဲ့အနာဂံပုဂ္ဂိုလ်များဖြစ်ပင်မဲ့ငါတို့ထက်အလင်းဦးစွာတရားထူးရခဲ့သူဖြစ်တယ်ငါတို့အပေါ်မှာမေတော်ကြီးရဲ့ကျေးဇူးကြီးမားလာပါကတည်င်းဝါလာကျွတ်တီနှင့်တပြိုင်နက်သာသနာစည်းကမ်းအတိုင်းဘဝရနာပြုကဘုရားရှင်ထံသို့သွားရန်ပြင်ဆင်ကြလေတယ်။တည်င်းဝါကျွတ်လျင်ဘုရားရှင်တည်င်းသုံးတော်မူရာနှင့်အလန်းမိသည်များသောတပည့်သားယဟန်တို့သည်ဘုရားဘူးကြွားရောက်ကြသည်မှာအစဉ်လာဖြစ်ပေ။သို့ဖြစ်၍မေတော်ကြီးအားတာဝိထီတို့မိမိတို့ဘုရားဘူးသွားကြမိကြောင်းခွင့်ပန်ကြသောအခါမေတော်ကြီးကတပည့်တော်ကတော့အိုမင်းမီမို့ဖျားရှင်ထံစိတ်ရောက်ပင်မဲ့လူရောက်ဖို့မလွယ်တော့ပါဗျာ။မောင်ပစင်းတို့ကအရွယ်ရှိသူများဖြစ်၍ဖျားဘူးသွားရန်လွယ်ပါတယ်။ဖျားရှင်ကိုကိုယ်တိုင်ဖူးဖို့ထားအောင်ငါသားတို့တပားမှမရှိရင်တပည့်တော်နှိမ့်စဉ်လူတန်းစည်းကပ်နိုင်ဖို့အရေးပင်ခက်လာပြီတော့တယ်။ဒါကြောင့်ဖျားဘူးသွားတာလဲသွားတာပေါ့။သို့ပေမဲ့တပည့်တော်ကိုလည်းငဲ့ညာသမှုပြုကြပါအောင်။မစိုးရင်မာနဲ့မေတော်ကြီးဖျားဘူးပြီးရင်အချို့ယဟန်များပြန်လာကြမှာပါ။တင့်တင့်အောင်စီစဉ်ပေးပါမယ်။တန်ဃာတော်များအားနေစဉ်ဆွလုပ်ကြွေးခြင်းမပြတ်စည်းကပ်ခြင်းကုသိုလ်တွင်မေတော်ကြီးဖို့ဆွဲမြက်လျက်ရှိနေပြီမှန်လားပြီတော်ရွာဇနဘုတ်တွင်နေရသောအနာဂံမေတော်ကြီးဖို့ဘုရားရှင်အားမပူးတွေ့နိုင်သည့်တိုင်အောင်ကုသိုလ်ကောင်းမှုစိုက်ပျိုးရာလေယာမြေကောင်းတစ်ဖွဲဖြစ်သောတန်ဃာတော်များနှင့်တော့အဆက်မပြတ်လိုပြီဘုရားရှင်ထံတော်မောက်သို့ဝတ်တော်ဦးချမိကြသောအခါယဟန်တော်များအားဘုရားရှင်ကအဝေးမှရောက်လာသောတပည့်များအားမေးမြန်းတော်မူရိုးထုံးစံအတိုင်းပဋိတဒါယစကားပြောကြားမေးမြန်းတော်မူလေတယ်ချစ်သားတို့ကြမ်းကမ်းသာ၍မာကြပါ၏လောတရားကမ္မထမ်းကြောင့်ဖြောင့်တန်းစွာအားထုတ်ကြပါ၏လောဥတုတပ္ပါယမျှတပါ၏လောစွန်ကွန်းအာဟာရမျှတကြပါ၏လောအားလုံးသောတပ္ပါယမျှတကြပါ၏စွန်ကွန်းကိစ္စတွင်မူမျှတယုံများမကတဝါရင်းလုံးဆုံးခံ၍ပင်မစားရပါမာတိကာမေတော်ကြီးကသူ့အိမ်မှာနေစဉ်ပင့်ဖိတ်လှုပ်ကြွေးပါတယ်ဗျာတာမန်လှုပ်ကြွေးယုံများမကသေးပဲအကျင့်ယဟန်သည်အကျင့်ဆုံးအာဟာရကိုအလိုရှိ၏ဟုစိတ်ကူးကမျှပင်ထိုဆုံးအာဟာရကိုမာတိကဒါယိကာမကြီးသည်အိမ်မှာနေရင်ပင်သိရှိကထိုယဟန်အားတိချလူရန်လှုပ်ကြွေးပါတယ်ဗျာတပည့်တော်တို့အားလုံးကိုလည်းသူ့သားများတပွဲတွေ့တာစောင့်ချောက်ပါ၏တို့ပါ၍ထိုမိခင်ဒါယိကာမကြီး၏ကျေးဇူးမှာကြီးမားလာပါ၏ဗျာယဟန်များကမာတိကမေတော်ကြီးကျေးဇူးကုံကိုလျှောက်ထားကြသောအခါဖះရှင်ကတာရု၃ချိန်ခေါ်တော်မူလေသည်တာဓုတာဓုတာဓုလောကထုတ်တင်ဖះရှင်ကိုထားပါတော့အရှင်မောက်ကလန်စသောအဘိညာဉ်ပိုင်ရှင်ဖះသားတော်တကုရှင်တို့၏အကြောင်းမျိုးစုံကိုနောင်ခါသာသနာတော်တစ်ခေတ်၌နာမဆန်အောင်ကြားကြသိကြရတော့လေသာသနာတော်အစထိုစဉ်ကမူတာမန်ပုထုဇဉ်တို့အဖို့တကုရှင်တို့အကြောင်းသိနိုင်ခဲ့လာလေတယ်အဘဲကြောင့်ဆိုတော့ဘုရားရှင်၏တပည့်တော်ကမှန်သမျှသည်တကောအရာကိုအပထား၍မိမိတို့ကျင့်သုံးရရှိသောအနှိမ်ဆုံးတရားလို့ကိုပင်အစွမ်းကုန်လျှို့ဝှက်သိသိကြသောကြောင့်ပုထုဇဉ်တို့သိနိုင်ခဲ့နေခြင်းပင်သည်ယဟန္တာသို့မဟုတ်တကောရှင်တို့နှင့်အတူနေရပါလျက်နှင့်ပင်လျှို့ဝှက်သိသိမှုကြောင့်ယဟန္တာမိုင်းမသိတောင်ဖြစ်နိုင်ကြတယ်ထိုချိန်တွင်ဖျားရှင်ရှေ့တော်မောက်သို့ရောက်ရှိနေသောယဟန်ကိုတော်လေးသည်အရှင်တိတ်တနှင့်ယဟန်များလျှောက်ထားသောမာတိကမေတော်ကြီး၏စွန်းလူပုံလူနည်းကိုကြားရသောအခါအထူးဆန်းဖြစ်နေလေတာမန်ဒါယိကာမကြီးတယောက်ကသူတစ်ပါးရဲ့စိတ်အကြံကိုသိတယ်ဆိုတာမယုံကြည်နိုင်စရာပဲဒီကိစ္စဟုတ်မဟုတ်မှန်လက်တွေ့စမ်းသပ်ကြည့်ရင်ကောင်းလိမ့်မယ်ထင်တယ်ကြားရတဲ့အတိုင်းသာမှန်မယ်ဆိုရင်ငါအတွက်လည်းမပင်ပန်းပဲစွန်းကုန်းအစဉ်ပြေမှာမို့ဝမ်းမြောက်နှစ်လိုပဲကောင်းလာပြီတဲ့ထိုအတွေးကြောင့်ကိုတော်လေးသည်ဖျားရှင်အားလျှောက်ထားလိုက်လေသည်တပည့်တော်သည်ထိုမာတိကမေတော်ကြီး၏ကျောင်းသို့သွား၍တရားအထုတ်လိုလာပါသည်ခွင့်ပြုတော်မူပါအရှင်ဖေဟာထိုအခါကိုကိုရန်ယဟန်တန်ကလိုအပ်လျက်ရှိသောမာတိကာဒါယိကာမကြီး၏အလိုဆန္ဒကိုသိ၍အခြားကျိုးကြောင်းသဘောတို့ကိုလည်းသိမြင်တော်မူသောဖျားရှင်သည်ကိုတော်လေးအားသိလျော်သောကမ္မထံတရားကိုပေး၍မာတိကရွာသို့သွားရန်ခွင့်ပြုတော်မူလိုက်လေသည်တို့ဖြစ်ရာမာတိကရွာသို့တွားရလန်းခီမာတိကကျောင်းများ၏အနေအထားကိုပြန်လာခဲ့သောယဟန်တို့အားအသေးချာမေး၍မာတိကရွာသို့ကိုတော်လေးထွက်လာခဲ့လိုက်တယ်။မာတိကမေတော်ကြီးအားပညာဆန်းလိုသည့်ကိုတော်လေးတွင်အကြံစီတစ်မျိုးရှိခဲ့လေတယ်
မာတိကကိုရောက်ရင်အလိုလိုသိတယ်ဆိုတဲ့ဒိုင်ဂါမာကြီးကိုအတိမပေးဘဲကျောင်းကိုတိတ်တဆိတ်သွားပြီးသတင်းသုံးရမယ်။ကျောင်းကနေပြီးလိုအပ်သမျှကိုခိုင်းစေရမယ်။ဒါမှဒီဒိုင်ဂါမာကြီးတကယ်သိမသိငါသိနိုင်မယ်။တို့နဲ့မာတိကကျောင်းများသို့တိတ်တဆိတ်ရောက်လာ၍ကျောင်းတစ်ကျောင်းသို့ဝင်တယ်။ထိုကျောင်းတွင်ရက်အတန်ကြာမြနေထိုင်သူမရှိ၍အမိုက်တရိုက်များရှုပ်ပွနေသည်ကိုတွေ့ရသောအခါကိုရိုလေးသည်စိတ်ကူးတစ်ခုပေါ်လာပြီးထိုစိတ်ကူးကိုတောင်းတကြည့်လိုက်တယ်။မာတိကမေတော်ကြီးဟာဒီကျောင်းကိုအမိုက်လှဲကျင့်ပေးမဲ့သူတယောက်လောက်လွတ်လိုက်ရင်ကောင်းမယ်။တိတ်မကြပါကြီး။ဒါကြီးကတယောက်တပည့်စည်းကံ၍ရောက်လာသည်။ထို့နောက်ကျောင်းကိုလှဲကျင့်တုတ်တင်နေသည်ကိုတွေ့ရလေတယ်။သို့တော့မိမိရောက်လာသည်ကိုမြင်သောတကားဖြစ်နိုင်၍ကိုတော်လေးကမေးလိုက်တယ်။ဒါကငါရောက်လာတာမြင်၍လာရောက်လှဲကျင့်တာလား။မဟုတ်ပါဗျာ။မေတော်ကြီးကဆေလွတ်လိုက်၍လာရောက်လှဲကျင့်တာပါ။ဘလို့ပထမဆုံးအချိန်ကိုတော်လေးအံ့အားသင့်သွားရတယ်။ရွာပြင်လမ်းမသာဒီကျောင်းကိုငါဝင်ခဲ့တယ်။ငါလာတာကိုမာတိကမေတော်ကြီးမြင်နိုင်ပါသလား။မြင်နိုင်မှုမရှိပါ။သို့ဆိုရင်အသင်ကိုအဘဲကြောင့်ဆေလွတ်လိုက်တယ်လေ။တပည့်တော်မလျှောက်တင်တတ်ပါဗျာ။ရှိစီတော့တကားတော့တို့ပေမဲ့ငါဟာခီးဝေးမှလာခဲ့ရတယ်။ဒါကြောင့်ယဟန်တို့အတွက်တင့်လျော်တဲ့အဖြိုးရမကတစ်ခုရခဲ့ရင်ကောင်းပေမယ်။ကိုတော်လေးဒီဒုတိယအကြိမ်သွေးတိုးဆန်းလိုက်ပြန်တယ်။မှန်လားပါ။တပည့်တော်ပြန်ရင်မေတော်ကြီးကိုပြောလိုက်ပါမယ်။တို့ရရင်ဒိုင်ကာမပြန်မီချိန်တွင်းမှာပင်တခြားဒိုင်ကာတယောက်သည်အဖြိုးရမကကြိုက်ယူ၍ရောက်လာသည်ကိုတွေ့ရလေတယ်။မေတော်ကြီးကအဖြိုးရမကဆက်ကက်ခိုင်းလိုက်ပါတယ်ဗျာ။ထိုအခါကိုတော်လေးဒုတိယအကြိမ်အံ့အားသင့်သွားရပြန်တယ်။ဖျားငါကြားခဲ့သလိုမှန်များမှန်နေပြီလားတို့ပေမဲ့တမြန်လဲချင်းအဖြော်ရမကကချင်းဆိုတဲ့ကိစ္စတွေဟာလွယ်ကူပါတယ်အလိုက်တင်တိုက်ဆိုင်မှုမျိုးလည်းဖြစ်နိုင်တာပဲမနှက်ဖန်မနှက်ကြမှာအသေးချာသိအောင်ငါစုံစမ်းကြည့်ရမယ်တို့နဲ့နနက်အချိန်တို့ရောက်တော့အခါကိုရိုလေးသည်ခက်ခက်ခဲခဲဟင်းလျာများကိုစဉ်းစား၍တောင်းတလိုက်တယ်ညောင်ကြမီအချိန်မှာပဲဒိုင်ကာတယောက်စွန့်ကြိုက်များဖြင့်ရောက်လာသည်ကိုတွေ့လိုက်ရတယ်မေတော်ကြီးကဆုံးပို့လွှတ်လိုက်ပါတယ်ဖေဟာစွန့်ကြိုက်များကိုဖွင့်ကြည့်လိုက်တော့အခါငကျင်းသားဟင်းပဲကြီးစုပုတ်ဟင်းနှင့်လက်ဥဟင်းတို့ကိုတွေ့လိုက်ရသဖြင့်ကိုတော်လေးသည်မာတိကမေတော်ကြီး၏တကိုးဆွမ်းရင်ပေါ်တွင်ဘဝင်ကျသွားလေတော့၏အိုးထူးဆန်းလာပါကလားမာတိကမေတော်ကြီးဟာဂန္ဓာဤပညာရှင်ကြီးပါကလားသူတစ်ပါးရဲ့စိတ်အကြံကိုအမှန်သိနေတဲ့ပုဂ္ဂိုလ်ထူးအမှန်ဖြစ်လေတာပဲထိုအခါမေတော်ကြီးကိုအစောတင်တွေ့ချင်းမြင်ချင်းလာလေတော့တယ်တကူပညာရှင်တို့အားတွေ့မြင်ဆက်ဆံလိုခြင်းသည်ပုထုဇဉ်တို့၏တဘာဝပင်ဖြစ်ပေကိုတော်လေးစိတ်ဖြင့်တောင်းတလိုက်မိပြန်တယ်မာတိကမေတော်ကြီးငါထံသို့ကိုယ်တိုင်လာစေသည်မကြမီမှာပင်မေတော်ကြီးသည်ကက်လူဝဲပစ္စည်းများကိုကင်တွဲ၍ကျောင်းသို့ရောက်လာလေတော့တယ်ငါသားမောင်ပစင်ကြမ်းကန်းတာလို့မှာပါလေစားမေတော်ကြီး၏ပဋိသန္ဓာရစကားကိုမတုံ့ပြန်နိုင်လောက်အောင်ပင်ကိုတော်လေးအံ့အားသင့်မိပြန်တယ်အဘဲကြောင့်ဆိုတော့အစွမ်းတက်တဲ့တကိုးရှင်ကိုမဆိုထားနဲ့တာမန်ပညာရှင်လေးများပင်လေပညာမှန်ဆရာမှန်တဝင်းဝင်းနဲ့လွင့်တင်မောက်ကြွားတဲ့မျက်နှာထားမူရာမျိုးရှိတတ်ကြတယ်ယခုတော့ဒီတကိုးရှင်မေတော်ကြီးဟာဒီလိုမဟုတ်ဘူးမျက်နှာထားကတန်ရှင်းကြည်လင်နဲ့အမူအရာကလည်းနူးညံ့သိမ်မွေးလာတယ်ကြည်ညိုလေးစားပွဲကောင်းလိုက်ပါပြီမေတော်ကြီးကရိုသေစွာဥနှိမ်ချ၍လူပွဲပစ္စည်းများဆက်ကပ်လှူဒန်းပြီးတော့အခါဒိုင်ကမာကြီးကမာတိကမေတော်ကြီးဟုတ်ပါသလားမှန်ပါတယ်ငါသားမောင်ပစင်မေတော်ကြီးဟာသူတစ်ပါးရဲ့စိတ်အကြံမှန်သမျှကိုသိပါသလားငါသားကဘာကြောင့်ဒီလိုမေးရတယ်လဲကွယ်မေတော်ကြီးဟာသူတစ်ပါးရဲ့စိတ်အကြံကိုသိတဲ့အကြောင်းရခင်ကြသွားတဲ့တန်ဃာများကဖျားရှင်ကိုလျှောက်ထား၍ဥပဇင်ကြားသိခဲ့ရပါတယ်ဒါကြောင့်တက်အရဲ့သိရိုး၍မေးပါတယ်မေတော်ကြီးဥပဇင်မယုံ၍ယခုကိုယ်တိုင်လာရောက်ပြီးစမ်းသက်တဲ့အခါမှာဥပဇင်တောင်းထားသမျှအကြံများကိုမေတော်ကြီးကသိနေတယ်ဖျားရှင်တို့ရဲ့တပည့်တာဝကတို့တွင်သူတစ်ပါးရဲ့စိတ်ကြံကိုတည်သူတို့များလာပါတယ်မောင်ပစင်ကြားဖို့ပင်မဲ့မကြုံဘူးပါမေတော်ကြီးယခုကိုယ်တိုင်တွေ့ကြုံနေရတဲ့မေတော်ကြီးကိုမေးမြန်းခြင်းဖြစ်ပါတယ်မောင်ပစင်သူတစ်ပါးစိတ်ကြံကိုတည်သူတို့ဟာမောင်ပစင်ကြားတဲ့ကြုံတဲ့အတိုင်းပြုမှုတတ်ကြပါတယ်မေတော်ကြီးသည်ဓာတ်ရိုက်မဖြစ်ဓာတ်ရိုက်အပထားပြီးမိမိသိမြင်အတော်တရားကိုအရေးမမပင်မပြောကြရတော့ဖျားရှင်တပည့်သားတို့၏ဝိနည်းစည်းကမ်းကိုမေတော်ကြီးသိနေပုံကိုကိုတော်လေးကလည်းရိပ်မိပြန်တယ်မာတိကမေတော်ကြီးဟာတကယ့်အပင်ကြီးတကိုးရှင်စစ်စစ်ပဲထို့ကြောင့်ကိုတော်လေးသည်ဆက်လက်၍မမေးတော့ပေမေတော်ကြီးပြန်သွားပြီးနောက်ထိုနေ့ညဦးပိုင်းတွင်ကြောင်းကန်း၌သတင်းသုံးရင်းဖြင့်တစုံတစ်ခုကိုကိုတော်လေးသတိရလိုက်တယ်ငါဟာမေတော်ကြီးရဲ့တကိုးစွမ်းအင်ကိုသိလို့၍နှီးမျိုးစုံနှင့်စမ်းသပ်ခဲ့ပြီးစမ်းသပ်သမျှလည်းမှန်ကန်နေတယ်။သို့ဖြစ်ရင်သူတစ်ပါးရဲ့စိတ်ကြံကိုသိတဲ့မေတော်ကြီးဟာငါရဲ့ဖြစ်ပေါ်တိုင်းစိတ်ကြံများကိုလည်းအချိန်မရွေးသိနေပြီရောမယ်
ငါဟာယဟန်တစ်ပါးဖြစ်ပါလေရဲ့နဲ့ပုထုဇဉ်တဘာဝတွေးချင်ရာတွေးရောက်ချင်ရာရောက်တခါတရံပေါက်လို့ပဲစားဖြစ်နေတတ်တဲ့ငါရဲ့မသိလျော်တဲ့စိတ်အကြံများကိုမေတော်ကြီးအမြဲတစေသိနေတော့မှာပါကလားဖះရှက်ဖွယ်ကောင်းလိုက်ပါပြီတော့ထိုတတိထိုအသည့်ကြောင့်ကိုတော်လေးသည်ထိုင်ရာမှယုံကြည်ထားလိုက်မိသည်တုံလုံးခြောက်ချားသွားမိလေပြီတကယ်တော့ငါဟာအစာကိုသာမြင်ပြီးငမားချိတ်ကိုမမြင်နဲ့ငါမိုက်တကောင်ပါလားငါဟာတကိုးပညာရှင်ပုပ်ကိုထုကိုမယုံကြည်တဲ့တန်တရားစိတ်နဲ့ဒီနေရာကိုယူယူမိုက်မိုက်ရောက်လာခဲ့မိတယ်ပညာရှင်ကိုပညာမဆန်းသင့်ပဲဆန်းခဲ့မိတယ်အမှားကြီးမှားခဲ့ပါတယ်ငါဟာယဟန်တွင်နဲ့တရားမင်သူဆိုပေမဲ့ရောက်တဲ့ရရတွေးနေမိတဲ့အချိန်များစွာရှိတာငါကအတိဆုံးပါပဲမဖြစ်ချေဘူးဒီမေတော်ကြီးနားမှာနေရင်ဆုံးကောင်းစားရပေမဲ့နေ့တိုင်းငါအဆက်ကွဲရတော့မှသိကြတယ်ထိုအတွေ့ကြောင့်အဆက်စိတ်ဖြင့်ထိတ်လန့်တုန်လှုပ်လာသောကြောင့်နောက်တစ်နေ့နက်တွင်မေတော်ကြီးကိုအတိမပေးဝင်းတော့ပဲဇေတဝန်ကျောင်းတော်သို့တချိုးရဲပြန်ခဲ့မိလေတော့တယ်ကိုတော်လေးသည်ဇေတဝန်ကျောင်းတော်သို့ရှက်ရွံ့စွာဝင်ခဲ့ပြီးတပ်ပါရ၄ပါးမျှတပါရဲ့လားချစ်တာဖះရှင်တော်ပါ၌ဝတ်တော်မိသည့်အခါဖះရှင်ကထုံးစံအတိုင်းပင်ပဋိတရာယစကားမြတ်ကြတယ်မျှတပါတယ်အရှင်ဘုရားမာတိကာမှပြန်လာကြတဲ့တန်ဃာတော်များထံမှကြားသိရတဲ့သတင်းမှလည်းမှန်ကန်လာပါတယ်ဘုရားသို့ပေမဲ့တပည့်တော်ဖို့တော့မာတိကာမေတော်ကြီးရဲ့အနီးမှာမနေဝင့်အောင်ဖြစ်၍ပြန်ခဲ့ရပါတယ်အရှင်ဘုရားဘာကြောင့်မှလဲချစ်တာမှန်လားပါပုထုဇဉ်တို့မြည်သည်မသိတဲ့အကြံများကိုလည်းရံဖန်ရံခါကြံမိတတ်ကြပါတယ်တပည့်တော်ဟာပုထုဇဉ်ယဟန်ဖြစ်တာမို့ထို့သောကြံစီမိခဲ့ရင်ကြံတိုင်းကိုသိနေတဲ့မေတော်ကြီးအားမျက်နာမပြဝင့်အောင်ပင်ရှက်ဖွယ်ကောင်းပါလိမ့်မယ်ဗျာမမေသည်ချစ်တာစိတ်ဟူသည်ပေါ်ပါသည်လှင့်မြန်သည်အာယုံတစ်ခုမှတစ်ခုသို့မပြတ်ကူးပြောင်း၍နေသည်ဆုံးမရခတ်သည်တို့ရရင်ဆုံးမရခက်ခဲခြင်းများသာဖြစ်၍ဆုံးမ၍မဖြစ်နိုင်သည်ကမဟုတ်ပေစိတ်ကိုဆုံးမနိုင်သောနီလန်းများစွာရှိတယ်ချစ်တာတင့်စိတ်ကိုဆုံးမနိုင်သောနီလန်းစိတ်တ ानु ပဒနာကမ္မထန်တရားကိုတင့်အားငါဖျားပေးထားပြီးပြီမသိလျော်သောစိတ်လေလွင့်စိတ်တို့ဖြစ်ပေါ်လာသည့်အခါတိုင်းမိမိစိတ်ကိုစိတ်တ ानु ပဒနာတတိဖြင့်ဆောင်ရွက်ကြည့်ကတတိမပြတ်ရှုမှတ်အားထုတ်ရမည်ချစ်တာယင်းတို့ရှုမှတ်အားထုတ်နိုင်ရန်တင့်အတွက်မာတိကာဒါယကမာကြီးဤကျောင်းနေရာထက်တင့်လျော်သောအခြားနေရာကိုငါဖျားမြင်တော်မမူတို့ဖြစ်၍ဒါကမာကြီးဤကျောင်းသို့သာပြန်သွား၍ပေးအပ်သောကမ္မထန်တရားကိုတင်းတင်းကြပ်ကြပ်အားထုတ်လေလောချစ်တာမှန်လားပါ၏ဖေ။တရားအားထုတ်ရန်ဆို၍ဖျားရှင်ထံတော်မှကမ္မထန်တရားတောင်း၍မာတိကကျောင်းသို့သွားခဲ့တော်ညာလဲတရားကိုတော့အာမထုတ်ကိုကိစ္စကိုမလုပ်ပဲသူတပားကိစ္စကိုတိလိုစိတ်ဖြစ်တာအချိန်ဖြုံးခဲ့မိလေတယ်တိတော်မြင်တော်မူတဲ့ဘုရားရှင်ရဲ့အမိန့်တော်ရမာတိကရာတို့သာမလွဲမသွေငါသွားရပေဦးမယ်တွေးမိရင်တော့ရှက်ဖွယ်ရအကောင်းသာသို့ပေမဲ့မတွေးမိအောင်ကမ္မထန်တရားကိုမပြတ်ပွားများအားထုတ်ရပေတော့မယ်အမှန်ဆိုရင်ယဟန်များကိုတားရင်တပွဲဂယုဆိုင်လာစွာသောမာတိကမေတော်ကြီးအကြောင်းမှာတရားအားထုတ်ရန်တင့်လျော်လာသောနေရာဖြစ်လေတယ်ကိုတော်လေးသည်ဘုရားရှင်၏အမိန့်တော်တိုင်းမာတိကသို့ပင်ပြန်ခဲ့ရ၏တို့ရတွင်ဤတစ်ခေါက်၌မူဘုရားရှင်ကိုဂရီပေးထားတဲ့အတိုင်းတပည့်တော်ကိုငဲ့ညာပါအောင်ဟူသောမေတော်ကြီးလျှောက်ထားချက်အရယဟန်6ကျိတ်အနက်မှာအချို့ယဟန်များလည်းပြန်လေလိုက်ပါလာကြ၏ဟောငါသားယဟန်များပြန်ကြွလာကြပြီငါသားမောင်ပစင်းလေးလည်းပါလာတယ်နော်မာတိကသို့ရောက်၍မေတော်ကြီးနှင့်ပြန်လည်ဆုံတွေ့သောအခါကိုတော်လေးသည်ရှက်ကြောက်စိတ်ဖြစ်ပေါ်နေခဲ့တယ်တို့ရတွင်စိတ်တ ानु ပဒနာကမ္မထန်နီလန်တိုင်းရှက်ကြောက်စိတ်ဖြစ်ပေါ်နေစေတရားတိုင်းကိုရှုမှတ်တယ်ရှုမှတ်မှုအားကောင်းသလောက်ထိုစိတ်သည်ပြေလျော့ပျောက်ပြဲသွား၏ဤတစ်ချိန်တွင်တော့ကိုတော်လေးသည်တောတောင်အေးအေးမကြံစီတော့ပဲကျောင်းသို့ခရီးမရောက်မဆိုင်မှာပဲစိတ်တ ानु ပဒနာမိမိစိတ်ကိုတတိဖြင့်စောင့်ကြည့်ခြင်းအလုံးစခန်းသို့တန်တန်မမတ်ဝင်ကမပြတ်သောတတိဖြင့်ရှုမှတ်အားထုတ်လေတော့တယ်မေတော်ကြီးကလည်းရခင်အတိုင်းပင်စွန်းကောင်းစွန်းမုံများဖြင့်ဝတ်မပြတ်ဆက်ကပ်လူတန်းတယ်သုံးဆောင်တော်မူကြပါငါသားယဟန်တို့မောင်ပစင်းလေးလဲအာရပါရဖုံးပေးကွယ်တရားထူရရန်အတွက်အာဟာရတပ်ပါရမျှဖို့လိုအပ်ပါတယ်ဖះရှင်အမိန်တော်သည်မှန်ကန်လာပြီမာတိကကျောင်းသို့ရောက်၍2ရက်3ရက်မြအားထုတ်လိုက်သည်နှင့်တပြိုင်နက်ကိုတော်လေးသည်ပန္တိတပိတာဘတ္တဗတ်စုံပြေယဟန္တာအဖြစ်သို့ရောက်ရှိလေတော့သည်ထိုအခါဘုရားရှင်၏ကျေးဇူးတော်နှင့်အတူမာတိကမေတော်ကြီး၏ကျေးဇူးကိုအထက်ထက်ဆင်ခြင်မိတယ်မိမိအရင်တရားထုရ၍အနာဂံအဆင့်သို့ရောက်လေပြီးသောမေတော်ကြီး၏အရေးသွေးကိုလည်းပြက်ပြက်ထင်ထင်မြင်အောင်လာတယ်
မိမိတို့ကဲ့သို့ဖျားရှင်အားမျက်မှောက်မဖူးတွေ့ရဖျားရှင်၏တရားတော်ကိုမျှဓာတ်ရိုက်မနာကြားရပါပဲလျက်အနာဂံအဆင့်သို့ရောက်ရှိနိုင်ခဲ့သောမေတော်ကြီး၏အတိတ်ပါရမီရှေးကောင်းမှုတို့ကိုလည်းတစ်ဆက်တည်းဆင်ခြင်မိပြန်တယ်ထိုအခါဘဝတန်တရားတစ်လျှောက်တွင်ကျင်လည်ခဲ့ကြရ၌လွန်ခဲ့သော69ဘဝအချိန်ကဤတိုင်ကာမာကြီးသည်မိမိ၏ဇနီးအဖြစ်တော်ဆက်ဆက်သွယ်ခဲ့မိကြောင်းမြင်အောင်လာတယ်။အော်ဤများဆက်နွယ်ဝူးခဲ့တဲ့ရှေးရည်ဇက်တို့ကြောင့်ဤဘဝမှာဤတိုင်ကာမာကြီးရဲ့တရင်ကိုကြားရုံများနဲ့မာတိကရွာသို့ငါရောက်ရှိခဲ့ရတာပါကလား။တစ်ဆက်တည်းမှာပဲမိမိ၏ဇနီးဘဝတစ်ခု၌တပားယောက်ျားကိုတက်မှတ်သောကြောင့်ဒါဂမာကြီးကမိမိအားတတ်ခဲ့ဘူးသည့်အဖြစ်ကိုသတိရလာ၍တန်ဝေကဖြင့်ကိုတော်လေးပြုံးမိပြန်တယ်။အော်တန်တရားမှာကျင်လည်ရသမျှတရားမသိတဲ့ပုထုဇဉ်တို့ရဲ့အဖြစ်အားအယူအနံများကဲ့သို့ကြောက်မဲ့ဖွယ်ရာကြောက်ကြရနိုင်လာပါလား။အစင်မပြေခဲ့သောထိုအဖြစ်ဟောင်းကိုသတိရ၍ပြုံးမိစဉ်မှာပဲဒါဂမာကြီး၏အတန်ကိုစိတ်မနှောဖြင့်ကြားလိုက်ရ၏ကြည်လက်စနဲ့ရှေ့တဘဝလောက်ကိုတိုးကြည့်လိုက်ပါဦးကွယ်ဒါဂမာကြီးဤစိတ်မနှောဖြင့်ဆက်သွယ်သောအတန်ကိုကြားရ၍ရှေ့တဘဝတိုး၍ဆင်ခြင်ကြည့်လိုက်သောအခါတရားမြောက်သောဘဝတွင်လည်းမိမိနှင့်ဤဒါဂမာကြီးတို့မှာဇနီးခင်မွန်းဟောင်းပင်တော်ဆက်ခဲ့ပြီးမိမိအသက်ကိုကယ်တင်ခဲ့ဘူးသည့်ကျေးဇူးကိုမြင်အောင်လာတယ်တစ်ဆက်တည်းမှာပင်မိမိ၏တတန်းကိုဆင်ခြင်ကြည့်လိုက်သောအခါတွင်မူကားကိုရော်လေးသည်ကြီးစွာသောဓမ္မတန်ဝေကရတော်မူလေတယ်။အော်ငါဟာယခုမကြတဲ့မှာပင်ခန္ဓာဝန်ချကွယ်လွန်ရတော့မှာပါလား။ထို့ကြောင့်ဘုရားရှင်၏ဂုဏ်တော်ကျေးဇူးတော်များကိုပွားများရင်ဘဝတန်တရားမှစ၍ယနေ့တိုင်းကျေးဇူးရှိလေသောဒိုင်ကာမကြီးအားလည်းစိတ်မနှောဖြစ်ပင်အတိပေးတရားဟောကြားတယ်။ကျေးဇူးရှင်ဒိုင်ကာမကြီးတင်းသည့်အနာဂံအဆင့်မှအရဟတ်တဖို့တို့တဆင့်တက်ရန်ကြံသေးသည်မမေ့မလျော့သောတတိဖြင့်ကြိုးကုပ်အားထုတ်ပါလောကိုရော်လေးသည်စိတ်မနှောဖြင့်တရားဟောရင်းပင်ခန္ဓာဝင်ချတော်မူလေသည်များမကြာမီအချိန်၌မာတိကကျောင်းဤတွင်ယဟန္တာကိုရော်လေး၏အယိုးအိုးစေတီလေးတဆူသည်မာတိကကျောင်းဤကျက်တရေမင်္ဂလာအဖြစ်၎င်းဖူးမြင်ရသူတို့အဖို့တပတန်ဝေကနှင့်အတူတတိတရားပွားများစေရန်အတွက်၎င်းပေါ်ပေါက်လာခဲ့လေတော့တည်း